မင်္ဂလာပါရှင် BIZ Channel ရဲ့တဘာဝရဲ့စိတ်ဖတ်ဝင်ယတနာ podcast အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကြည့်ရှုနားဆင်နေကြတဲ့ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးဘေးဥပအန္တရာယ်အတွဲကကင်းဝေးလွတ်မြောက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့ပတ်ဝန်းကျင်မှာအလွယ်တကူရနိုင်ပြီးလူသိနန်းနေသေးတဲ့ဒါကိမဲ့ကျမ်းမာရေးအတွက်အဖိုးမဖြတ်နိုင်တဲ့တဘာဝအစွမ်းထက်အသီးတစ်လုံးအကြောင်းကိုမျှဝေပေးသွားမှာပါသူကတော့တခြားမဟုတ်ပါဘူးကျမတို့ဟင်းချက်စာနေကြကြောက်ဖယုံတီးလေးဖြစ်ပါတယ်မဖြိုးခင်လေးမှာ BIZ Channel ကို subscribe လုပ်ထားပေးပါလို့မိသားရက်ခံအပ်ပါတယ်ကြောက်ဖယုံတီးလေးရဲ့အကြောင်းကတော့အထူးသဖြင့်ခန်းစားရခဲ့ပြီးစိုးရင်ရတဲ့ရေပြင်းယောဂအတဲ့ကြောက်ဖယုံတီးကဘလောက်တောင်အစွမ်းထက်လဲဆိုတာဒီနေ့ podcast မှာအသေးစိတ်နားဆင်ကြည့်အောင်ရှင်ပထမဆုံးအနေနဲ့ရေပြင်းယောဂ ascites အကြောင်းကိုအနည်းငယ်ပြောပြချင်ပါတယ်ရေပြင်းဆိုတာခန္ဓာကိုယ်ရဲ့ဝမ်းဗိုက်ပိုင်းမှာအရည်ဒီပုံမှန်ထက်ပိုပြီးစုပုံလာတဲ့အခြေအနေမျိုးပါများသောအားဖြင့်အသေးချောက်တာကြောက်ကန့်မကောင်းတာဒါမှမဟုတ်နှလုံးယောဂအခန့်ကြောင့်ဖြစ်တတ်ပြီးလူကိုတော်တော်လေးမောပန်းနွမ်းနေစေပါတယ်ဒီလိုအခြေအနေမှာခန္ဓာကိုယ်ထဲကပိုလန်နေတဲ့အရည်တွေနဲ့အဆိပ်အတောက်တွေကိုဘေးကင်းကင်းနဲ့တဘာဝအတိုင်းမောင်းထုတ်ပေးဖို့အကောင်းဆုံးအကူအညီပေးနိုင်တာကတော့ကြောက်ဖယုံသေးပါပဲမြန်မာတိုင်းရင်းစည်းပညာမှာရောခေတ်သစ်တိပ္ပံပညာမှာပါကြောက်ဖယုံသေးကိုတဘာဝစီးစေးလို့သတ်မှတ်ထားကြပါတယ်သူမှာရေဓာတ်အပြည့်အဝပါဝင်ပြီးပိုတက်ဆီယမ်ဓာတ်ကျွဲဝစွာပါဝင်တဲ့အတွက်စီးရွှင်စေပါတယ်ခန္ဓာကိုယ်ထဲမှာပိတ်မိနေတဲ့အရည်တွေကိုစီးကသဆင့်အလွယ်တကူစွန့်ထုတ်ပေးတဲ့အတွက်ဝမ်းပိတ်ဖော်ယောင်တာနဲ့ရေပြင်းဝေဒနာကိုတိတိတသာသက်သာစေတာဖြစ်ပါတယ်။ကဲဒါဆိုရင်ရေပြင်းဝေဒနာရှင်တွေအတွက်ကြောက်ဖယုံသီးကိုဘယ်လိုမျိုးအကျိုးရှိရှိသုံးစွဲကြမလဲ။နီလန်းလေးတွေကအရန်ရိုးရှင်းပါတယ်ရှင်။ပထမနီလန်းကတော့ကြောက်ဖယုံသီးလက်လက်ဆက်ဆက်အရည်ညွတ်တောက်ခြင်းပါ။ကြောက်ဖယုံသီးအခွေနဲ့အစေ့ကိုဖယ်အသားကိုကြိတ်ဆက်နဲ့ကြိတ်ပြီးတဘာဝအတိုင်းတန့်တန့်ရှင်းရှင်းညွတ်ပါအဲ့ဒီအရည်ကိုတစ်နေ့ကိုဖန်ခွက်တစ်ခွက်စာပုံမှန်တောက်ပြီးခြင်းဖြင့်စီးကိုကောင်းကောင်းရွှင်စေပြီးဝမ်းပိုက်တင်အောင်တာကိုလော့ကျစေပါတယ်ဒုတိယနီလန်ကတော့ဟင်းကားချက်တောက်ခြင်းပါကြောက်ဖယုံသီးကိုစီးစားအလွန်ကျွမ်းမပါပဲပစွန်ကြောက်လေးနဲ့တဘာဝအတိုင်းဟင်းကားချက်ပြီးပူပူနွေးနွေးတောက်ပေးပါဒါကအစာကြီးစနစ်ကိုလည်းကောင်းမွန်စေတယ်လို့လူကိုလည်းလန်းဆန်းသွားစေပါတယ်ဒါပေမဲ့တတိထားရမှာကရေပြင်းယောဂါဟာအခန့်ယောဂါကြီးတွေကြောင့်ဖြစ်တာမို့ကြောက်ဖယုံသီးကိုအားဖြည့်ကုထုံအဖြစ်သုံးစွဲရင်မိမိပလတာနေကြအထူးကူဆရာဝန်ကြီးတွေရဲ့လမ်းညွှန်ချက်ကိုလည်းအထူးကလိုက်နာဖို့လိုအပ်ပါတယ်ရှင်တဘာဝတရားကြီးကကျမတို့လူသားတွေအတွက်အဖိုးတန်တဲ့ဆေးဖက်ဝင်အပင်တွေကိုအမြဲဖန်တီးပေးထားတတ်ပါတယ်။အဓိကကတော့စနစ်တကျနဲ့မှန်မှန်ကန်ကန်အသုံးချတတ်ဖို့ပါပဲ။မိမိကိုယ်တိုင်ဖြစ်စေမိမိရဲ့မိသားစုဝင်ဒါမှမဟုတ်ပတ်ဝန်းကျင်ကချစ်ခင်ရသူတွေထဲမှာရေပြင်းဝေဒနာခံစားနေရသူတွေရှိရင်ဒီကြောက်ဖယုံသီးရဲ့အစွမ်းတတိလေးကိုမျှဝေပေးဖို့မမေ့ပါနဲ့ဦးနော်။ခုလို BIZ Channel ကိုကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ် episode တွေမှာလည်းကျမတို့ရဲ့ကျန်းမာရေးအတွက်နေ့စဉ်ဘဝမှာအသုံးသမဲ့တဘာဝဆေးဖက်ဝင်အသီးအနှံတွေအကြောင်းကိုစိတ်ဝင်စားစရာတင်ဆက်ပေးသွားဦးမှာမို့စောင့်မျှော်နားဆင်ပေးလို့ရအောင် BIZ Channel ကို subscribe လုပ်ထားပေးပါနော်အားလုံးပဲဘေးအန္တရာယ်အသွယ်သွယ်နဲ့ယောဂဗျာကင်းဝေးပြီးကျန်းမာရွှင်လန်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်